ကဲဒီလိုကားဟောင်းနေဆိုပြီးတော့နော်ဘယ်လောက်ထိတော့သူ့ရဲ့ဒိတ်ပါလဲဆိုဒီကားပါတွေမှာဗဒိတ်ပါတယ်နော်ဒီကားထုတ်တယ်တက်တန်နော်ကျွန်တော်ပြမှာမကြည့်ဒီကားလေးကနော်ထုတ်တယ်တက်တန်မကြည့်6လပိုင်း15ရက်နေ့2004နော်6လပိုင်း15ရက်နေ့2004အဲ့ရဲ့သူ့ရဲ့ဒိတ်ပါပါတယ်နော်ဒီကောင်လေးကဒီကားနော်ကြည့်လိုက်ရင်ဟောင်းပြီးနွမ်းနေလို့ပဲဒါပေမဲ့အဝေးပြေးရမ်းကောင်းတယ်ဗျာနော်သူကစစ်ဆက်လင်တာနဲ့ပေါ့နော်ပလက်6လုံးနဲ့ပလက်6လုံးနဲ့လာမယ်ဒီမှာ3လုံးအနောက်မှာ3လုံးနော်အရန်ကောင်းတယ်ဒီကားနော်လို့ကောင်းတယ်ကျွန်တော်ဝယ်ရတော့ကြာပြီဒါ model 2004ပေါ့နော်2004 model ကဲ2004 model ဒါအရန်ကောင်းတယ်ဗျာဒီကောင်နော်ဒီကောင်ကတော့ကျွန်တော်ပလက်လေးလဲမယ်ဒီပလက်လေးကျွန်တော်လဲမယ်လောကျွန်တော် check in လုပ်ကြည့်တာပေါ့နော်ပလက်လေးကောင်းလားမကောင်းလားဒီရှေ့3လုံးကတော့ဒီစီမိတ်ပြီးလဲပြရပါတော့အရန်မှလွယ်ကူရိုးရှင်းဒီရှေ့3လုံးဟိုအနောက်က3လုံးကျတော့အရန်ခက်ခဲတယ်အများကြီးအလုပ်ရှုပ်တယ်ဒါကျွန်တော်ကြည့်ပါဘောနော်အချိန်လေးကိုကျွန်တော်လဲလို့မရဆိုင်ပဲတက်လဲမယ်ပေါ့ဆိုအရန်ခက်တယ်နောက်မှာကျွန်တော်လက်ဝင်လာပေါ့နော်နောက်မှာအရန်မှာကြောင်ကြတဲ့ပုံမှာလက်ဝင်တယ်အဲ့ဒါကျွန်တော်ပြောပြလိုက်ပြပါတယ်ဒီကကျွန်တော်လက်ရှိကျွန်တော်ဒီမှာဆိုရင်နော်စီနည်းနည်းလေးတုတ်တယ်စီတုတ်တဲ့ကြောင်ရတော့ဒီလိုပလက်နဲ့လည်းဆိုင်တယ်ပေါ့နော်ဒီပလက်ကိုကျွန်တော်ဖွင့်ကြည့်တာသူပလက်ရဲ့အယောင်မှာကွာဟာနေပြီပေါ့နော်ကွာဟာတဲ့ပုံမှာဒါလဲကိုလဲတင်နေပြီတော့ကားတစ်စီးကျွန်တော်တို့လေစီတုတ်နေပြီစီရန်စားနေပြီဆိုရင်ဒီပလက်ကို check in လုပ်ရတယ်မလဲခင်ပေါ့နော်မလဲခင်ကိုယ့်အိမ်မှာ check in လုပ်ရတယ်ပြီးရင်တက်စင်စာတွေဒီစင်စာတွေကျွန်တော်တို့ check in လုပ်ရတော့ဗျာနော် check in လုပ်တဲ့ check in စင်စာတွေကိုဖြုတ်မယ် W40 ပဲဖြစ်စင်စာတွေစေးတဲ့ကိုစေးတမျိုးရှိတယ်စေးအဲ့လိုစေးရည်နဲ့စေးလိုက်တော့စေးပြောရတော့ပေါ့နော်ဒီကတော့ပလက်ဖြစ်လာတော့များပါတယ်ဗျာနော်ကဲကားတွေရောပလက်လေးတွေကိုပုံမှန်လဲပြရမယ်နော်ပြီးရင်ကျွန်တော်တုံးတုံးတိုင်းမဲ့ gear box စီပြီးရင် engine wine စီပြီးရင်ဒါတွေကြည့်ရမယ် brake စီကားတစ်စီးပေါ့နော်3လေးလားနေတစ်ခါတော့ကြည့်တင်တာပေါ့နော်ဒါကြတော့နော်ဒီ plat ဖွင့်လိုက်ရန်သတိထားတယ်ဒီလို click လေးဗျာဒီ click လေးတွေကျိုးရတယ်နော်ဒီ plat မှာပါတဲ့ click လေးတွေဒါတော့တိုတာရဲ့ထုံးတယ်မယ်တိုတာရဲ့ထုံးတယ်မယ်ဒါတော့ကျိုးတယ်တခြားကားတွေတော့ကျွန်တော်မကြုံနေကျွန်တော်ဖွင့်တော့တိုတာတော်များတို့ကျိုးရတယ်များတော့အရင်ပူတယ်ဗျာဒီမှာ engine ကအရင်ပူတယ်ဒီကော်လေးတွေကြာတော့ကျွတ်နေတယ်တိတာတော့ကနေကျိုးပဲတော့ကနေကျိုးပဲနော်အဲ့ဒါကိုလည်းဖြည့်ရှင်းတဲ့ပြဿနာတွေတော့ရှိပါတယ်နော်အဲ့ဒါတွေကိုကိုယ်ကနေကိုကျိုးလေးပဲနဲ့ချီလို့လည်းရတယ်ကေဘက်တိုင်းနဲ့ချီလို့ရတယ်မချီနဲ့ line မှာချီရတယ်ဗျာတို့လုံးပုံလုံးနေတယ်နော်ဒါတွေဖြည့်ရှင်းတဲ့ပြဿနာတော့ရှိပါတယ်โอเคအဲ့ဒါလေးပြောပြလိုက်ပါလေပလောက်ကျွန်တော်လဲမယ်တရားမောက်တက်လဲရအောင်ဗျာနော်စီရောနဲ့တော့ပလက်လေးတော့ရအောင်မှာစိုးရနေပါနော်ပလက်ကဈေးပေါ်ပါတယ် line မှာနော်ကဲအဲ့ဒါလေးပြောတာဖြစ်ပါတယ်ကျွန်တော်နော်ကားလေးကတော့အရင်ကောင်းပါတယ်ဗျာကားကြီးလိုက်တော့ဟောင်းလို့ပါလို့ပေါ့နော်တော်တော်လေးကောင်းတယ်ပြီးတော့ကျွန်တော်ပြလာဖြစ်ပါတယ်ကျွန်တော်ပိတ်တယ်ဆိုတော့ကိုကားကိုစစ်တာပါဗျာโอเคအားပြန်ပိတ်မယ်ဖြစ်ပါတယ်